ပေမဲ့ခက်ဆိုးချင်တော့အဲ့ဒီစစ်တူကြီးဟာရုပ်ရည်ကိုအသေးလဲမှတ်မောတဲ့ဦးပြင်ပလူတွေကိုသူမရုပ်ပြနေပြီဆိုတဲ့ကောလာဟလကိုပို့ပြီးအတည်ပြုပေးတယ်လို့ဖြစ်သွားစေပါတယ်။အဲ့ဒီမြောင်ကြီးကလေးက